ဒီနေ့မပိုင်သူယောက်ျားထမိတ်စားစောင်းနေရပေါ့နော်9နှစ်တောင်စီသွားပြီဗီဒီယိုရိုက်လို့တဲ့ရုပ်ထလှုပ်ထတဲ့အယုံမြောင်းတက်ပြီးတော့ဒီကျွေးရဲ့အယုံနဲ့ချော့ဆော့ကိုတူတယ်ခုမပိုင်ဘာဟဲ့ခြေထားလဲဆိုတော့ကျွန်တော်နဲ့အတူကြည့်မယ်နော်ပထမဆုံးအနေနဲ့ဒီဟာတော့ငဖက်သုံးဖြစ်ပါတယ်ဒီမှာတော့ခြေပေါက်ကြော်ဖြစ်ပါတယ်ဒီမှာတော့ပဇော်ကြော်ဖြစ်ပါတယ်နောက်တစ်ခုပြပါသေးရခင်ဗျာဒီမှာတော့ငချောက်ကြော်ဖြစ်ပါတယ်ငချောက်ကြော်ဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီမှာတော့ကျွန်တော်ပဲဖြစ်ပါတယ်အခုကျွန်တော်မိတ်မှာထမိတ်စားပါတော့မပိုင်ရထမိတ်စားစောင်းနေဆိုတော့မပိုင်ထမိတ်စားမယ်စားပါငေါ့မပိုင်ထမိတ်စားနောက်ပြီးတော့အဲ့မှာအဲသက်ရတရားစီပါသေးတယ်အဲသက်လေးကဒီမှာဂွေးစားရောကွေးရောခေးရောချီရောလာတယ်ခွေးမှန်းတယ်